Mama lebe maha on tau thora tau ka lai ta phaung ni de asa bo tin bel lo nyam le phit pi ba deအဲ့ဒါလေးကလေဥပမာထားပါတော့เนาะဒီလိုမျိုးပေါ့ဒီ pattern လေးကလေပင်လေးကကျဲတယ်အဲ့ဒီခါကျတော့ဒီမှာလာပြီးတော့တောက်ထိုးပြီးတော့ဒါလေးကိုတက်ကတ်လိုက်မယ်ပေါ့เนาะအဲ့လိုမျိုးလေးခဏလုပ်ပြမယ်โอเคเนาะအခုဒီလိုမျိုးပေါ့ဒီမှာတက်ကတ်လိုက်ပြီဆိုတော့ဒီမှာစက်ကူကြီးကခုံသွားတယ်เนาะပိတ်စပေါ်မှာဒီလိုခုံရင်းသွားပြီးတော့မှတင်ညှက်လို့မရဘူးအဲ့တော့ဘာလုပ်လိုက်မလဲဆိုလို့ရှိရင်ဖြတ်ဆက်လုပ်ပေးလို့ရတယ်နှစ်မျိုးလုပ်ပေးလို့ရတာပေါ့เนาะဖြတ်ဆက်ဒီမှာရေကူးတောက်ဆွဲပြီးတော့မှရေကူးတောက်ဖြတ်ဆက်လေးနဲ့လုပ်ပေးလိုက်လို့ရတယ်အောက်တောက်ဖြောက်ပြီးတော့ပေါ့เนาะဒါဘယ်လိုလုပ်မလဲဆိုတော့ဒီလိုမျိုးလေးပေါ့နော်ဒီလိုဖြတ်ဆက်လုပ်ပြီးတော့မှရေကူးတောက်ဒီတောက်ကိုဖြောက်လိုက်ပြီးတော့မှအဲ့လိုဆွဲလို့လည်းရတယ်ဒါမှမဟုတ်ဘူးတောက်နဲ့ချုပ်ချင်တယ်ဆိုလို့ရှိရင်တော့ဘယ်လိုလုပ်လို့ရမလဲဆိုရင်ဒီလိုမျိုးလေးအောက်ကတောက်ကိုခွဲလိုက်လို့ရတယ်ဒီအောက်ကတောက်ကတော့ကြီးသွားတယ်ဒါပေမဲ့ဒီလိုမျိုး flat pattern လေးဖြစ်သွားမယ်နော်